ဒီနေ့ပွဲစဉ်မှာမလေးရှားတင်ရဲ့ခံစစ်ကိုကောင်းမွန်သောဒုက္ခပေးနေပြီးတော့ခြေစွမ်းပြနေတဲ့စမ်းတော်တော်တင်ယူသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဘေဂျန်နဲ့ရွှေထုံးရဲ့ဖြတ်တင်ပေးဖို့မှုကိုစမ်းတော်တော်ကောင်းမွန်ဆုံးချက်ထိန်ပြီးတော့သုံးသက်ပေးသွင်းယူနိုင်ခဲ့ရလည်းဖြစ်ပါတယ်ပွဲစားရဲ့တောက်လျှောက်ဖိအားပေးနေခဲ့တဲ့မြန်မာတင်ရဲ့တိုက်စစ်လက်ရှိချိန်မှာတော့ရှာဖွေနေတဲ့ဥဆောင်ကိုတကူကိုတော့ရယူသွားနိုင်ခဲ့ရလည်းဖြစ်ပါတယ်စံတော်တော်ညာကြီးလေးနဲ့ထိမ့်ပြီးတော့ဒါရပဲသုံးသက်ပိတ်သွင်းယူခဲ့လည်းဖြစ်ပါတယ်ဒီတွင်းကိုတော့မြန်မာတင်ရဲ့အဓိကတိုက်စစ်မှုလို့ဆိုရမယ့်ဝင်းသိန်းကြီးထုံးကဖန်တီးပေးသွားခဲ့ရလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့2023စီဂိမ်းပြိုင်ပွဲမှာလည်းမလေးရှားတင်ဘက်ကိုတွင်းကိုတွေရယူနိုင်ခဲ့တဲ့စမ်းတော်တော်ဒီပွဲစဉ်မှာလည်းထပ်မံပြီးတော့မလေးရှားတင်ဘက်ကိုတွင်းကိုတကူတွင်ပေးသွားခဲ့ရလည်းဖြစ်ပါတယ်